ဒီ2025ရွေးကောက်ပွဲပြီးရင်ဘယ်သူသမ္မတဖြစ်လာမလဲဆိုတဲ့အပေါ်မှာအားလုံးကစိတ်ဝင်စားရှိကြတယ်ပြည်သူတွေရောနိုင်ငံရေးသမားတွေရောနိုင်ငံရေးအင်အားစုတွေဒီဘက်ကအဖျက်အမှောက်အတိုက်ခံအင်အားစုတွေနိုင်ငံရေးသုံးသပ်သူတွေနိုင်ငံရေးပညာရှင်တွေသတင်းသမားတွေသတင်းသုံးသပ်သူတွေဒီလိုပဲအဖျက်အမှောက်အင်အားစုတွေဘက်ကသတင်းသမားတွေနိုင်ငံရေးသုံးသပ်သူတွေအားလုံးပေါ့ဗျာနော်ဒီကိစ္စပေါ်မှာစိတ်ဝင်စားရှိကြတယ်ဗျအများစုကတော့ဒီလက်ရှိနိုင်ငံတော်အကြီးအကဲကနိုင်ငံတော်သမ္မတဖြစ်လာမယ်လို့ဒီလိုမျိုးပဲအားလုံးကတော့အများစုပေါ့လေဒီလိုမျိုးသုံးသပ်တာတွေကျွန်တော်သတိပြုမိတယ်ပေါ့လေနော်ဆိုတော့တချို့နိုင်ငံရေးဒီနှက်ဆက်ကျွမ်းကျင်တဲ့ဆရာကြီးတွေကတော့ဘယ်သူသမ္မတဖြစ်လာမလဲဆိုတာကိုသူတို့သိနေလောက်ပါတယ်ဒါပေမဲ့ဒီမှာကြိုတင်မှတ်ချက်ပေးတာမျိုးတော့ဘယ်ပညာရှင်မှလည်းမှတ်ချက်မပေးဘူးဒီလိုပဲနိုင်ငံရေးသုံးသပ်တဲ့သူတွေလည်းဒါကိုသုံးသပ်ချက်မပေးဘူးပေါ့ဗျာဒီလိုကျွန်တော်တွေ့ရတယ်ဆိုတော့မပေးတာပဲကောင်းပါတယ်မှားသွားလို့ရှိရင်လည်းအဆက်ကွဲကြမယ်ပေါ့ဗျာနော်ဒီနိုင်ငံရေးဆိုတာသိတဲ့အတိုင်းပဲလေနော်ကျုပ်အယောင်တိန်အောင်တပွဲမင်းရေးကျဲဆိုတဲ့မြန်မာစကားလည်းရှိတာ။ဒီတော့ကိုယ့်အကူအေးဆေးလေးနေတာကောင်းပါလေ။မှတ်ချက်ပေးလို့မှားသွားရင်စာမွေးဖြည့်တာပဲဗျ။နော်။စာမွေးမဖြည့်ရင်အောင်မို့ကြဖို့တွေးပူစရာမလိုဘူး။ဖြည့်ထားပြီးရင်တော့အောင်မလားကြမလားဆိုတာတော့အလကားနေရင်လည်းတွေးပူနေရတာပေါ့။ဒါကြောင့်မို့ဘယ်သူမှလည်းကြိုတင်မှတ်ချက်မပေးဘူးပေါ့ဗျာနော်။ကျွန်တော်ကတော့2020ရွေးကောက်ပွဲမှာလည်းဒီလိုကြိုတင်မှတ်ချက်ပေးတာမျိုးသုံးသပ်ချက်ပေးတာမျိုးရှိတယ်ဗျ။2020ရွေးကောက်ပွဲပြီးရင်ဘယ်သူသမ္မတဖြစ်လာမလဲပြောလို့အဲ့ဒါမျိုးကျွန်တော်ကိုယ်တိုင်မေးခွန်းထုတ်ပြီးတော့ကျွန်တော်ကိုယ်တိုင်ပြန်ဖြေပေးရတာရှိတယ်ဒီနေ့ထိတ်ကိုမှတ်ထားဆိုပြီးတော့ဘယ်သူသမ္မတဖြစ်လာမယ်ဆိုတာမျိုးကျွန်တော်ကကြိုတင်သုံးသပ်ချက်ပေးခဲ့တာရှိတာပေါ့သမ္မတဆိုတာနိုင်ငံတော်အကြီးအကဲပေါ့ဗျာနော်အခုလည်းကျွန်တော်ကဒီကိစ္စကိုတခြားသူတွေမှတ်ချက်မပေးနေပါစေကျွန်တော်ကတော့ဒါစာမေးပွဲဖြည့်တာပဲအောင်ချင်းရှုံးချင်းကတော့တပိုင်းပေါ့ကျွန်တော်ရဲ့ညံရည်ညံသွေးသုံးသပ်နိုင်စွမ်းကိုကျွန်တော်ကအကဲစမ်းခြင်းတယ်ဗျဒါကြောင့်မို့ဒီကနေပြီးတော့မှကြိုတင်သုံးသပ်ချက်ကျွန်တော်ဆောင်းဝဲဖြည့်တာပေါ့ဗျာနော်2025ရွေးကောက်ပွဲပြီးရင်ဘယ်သူသမ္မတဖြစ်လာမလဲဆိုတော့သုံးသပ်ချက်မှာတော့ကျွန်တော်အတွက်တော့ဒါလက်ရှိဝန်ကြီးချုပ်ဦးညိုစောကနိုင်ငံတော်သမ္မတဖြစ်လာမယ်လို့ကျွန်တော်ဒီလိုမျိုးသုံးသပ်မိတာပေါ့ဘာကြောင့်လဲဆိုတာတော့ဒီမှာအကျယ်ချက်မပြောတော့ဘူးဒီအဖြေမှန်ဆိုတာတော့စောင့်ကြည့်ရမယ်သူတို့ရဲ့အခင်းကျင်းတွေအကွက်တွေမပြောင်းသေးဘူးဆိုရင်ပေါ့ဗျာနော်ဥညွတ်စောသမ္မတဖြစ်လာမယ်လို့ကျွန်တော်ဒီလိုသုံးသပ်